အဲ့တော့တို့ဒီရောင်တဲ့ဒီသာကြီးနဲ့ရန်ကုန်မြို့မော်ဘီမြို့တည့်ရပဲသမတော်ကျောင်းဝဲတို့၌သာသနာ့ဝိတ္တကမိငါတော်ရှိတဲ့သာသနာ့ဝိတ္တဒီနေ့လည်းဒီမှာသာသနာပြုဝါများအားထုတ်ကြတဲ့ကုသိုလ်စေတနာတွေကြောင့်ယနေ့အလှရှင်လူမများတရားဓမ္မများအလှရှင်များဖြစ်ကြတော့ဥလောဘသံပဒါကုသိုလ်မြောက်ပါလေနောက်ဆရာတော်တန်ဃာတော်အရှင်ကောင်းရှင်မြတ်တို့လည်းဝါထုံးကြာလာရောက်တော့ဝါဆိုသင်္ကန်းဆွမ်းဆက်ကဒုဒန်းချင်းတည်လည်းဝိတ္တဝါတိကဒါနကုသိုလ်မြောက်တယ်ဝါဆိုလာဒါနကံနဲ့တွေ့ကြတာတန်ဃာတော်အရှင်ကောင်းရှင်မြတ်ဆွမ်းခဲဝဲဘောခြင်းနဲ့တကွမိမိတို့တက်ဆွမ်းသမျှကုပ္ပတ္တညာအရှိတို့ဆက်ကဒုဒန်းချင်းဒီနေ့ပြုလုပ်တဲ့ကုသိုလ်တွေတော့အများကြီးပဲကုသိုလ်တွေရတာဟုတ်ဒါနဲ့ဘုန်းကြီးတို့ဓမ္မကြီးငဲ့ပြီးတော့ကဲဝါထုကာလရောက်တော့ကျုပ်တို့ဓမ္မကြီးရှေ့မှာချပြီးလှူလိုက်တဲ့ဝါစုသင်္ကန်းသမိုင်းလေးနဲ့ဝါစုသင်္ကန်းလူတိုင်းအကျိုးလေးကိုအတုပ်ချုပ်ပြီးတော့15မိနစ်အနုဘောတနာတရားဟောပါမယ်ဘုန်းကြီးဝါစုသင်္ကန်းစစ်ပေါ်လာတဲ့စဖြစ်ပေါ်လာတဲ့သမိုင်းကိုဘုန်းကြီးတို့မြတ်စွာဘုရားဝိနည်းပါဠိတော်မှာလည်းပြစ္ဆကစုရတဲ့တိကျနတ်ဘုဖို့မှာမြတ်စွာဘုရားကဝါစုသင်္ကန်းနဲ့ပတ်သက်ပြီးဟောကြားခဲ့ပါတယ်။အဲတော့ဝါစုသင်္ကန်းဖြစ်လာပုံကဘုန်းကြီးတို့မြတ်စွာဘုရားတာဝတိပြည်ဇေရဝင်ကျောင်းတော်မှာတရင်သုံးပြီးတော့နေတဲ့ချိန်နဲ့အဲဒီတာဝတိမြို့ပေါ်မှာအမစစ်သူကြီးတယောက်ရှိခဲ့ဘူးတဲ့ပိဋကရေမှတ်မိပါလေ။အမစစ်သူကြီးတော့ပြောကြည့်ပါဦးအမစစ်သူကြီးပါဗျာဘုရားရှင်တဲ့ကရှိခဲ့ပြီအဲ့ဒီအမစစ်သူကြီးကတနေ့တော့အကြံဖြစ်ပေါ်လာတဲ့ပိဋကရေဩငါမကြာသောချိန်ကမှစစ်တိုက်ထွက်ရအောင်မှရှေ့တန်းသွားရအောင်မှအဲ့ဒီစစ်တိုက်ထွက်မှဆိုငါတက်ကရှင်မလားငါတက်ကသေမလားဆိုတော့ငါမပြောနိုင်ဘူးတဲ့အဲ့ဒီလိုရှေ့တန်းတို့ရမှငါတက်ရှင်တော့လည်းပဲတဲ့ပြစ္ဆုတ်ဘဝမှာပြစ္ဆုတ်ဘဝမှာပြစ္ဆုတ်ကောင်းမှုချမ်းသာကုသိုလ်ကောင်းမှုငါရမှာတဲ့တကယ်လို့ရှေ့တန်းတို့ရမှာငါတဲ့တည်ဆုံးသွားရင်လည်းငါတို့ကဒါနကုသိုလ်ကောင်းမှုမှာတန်တရာကောင်းကျိုးကိုငါရမှာတဲ့အဲ့တော့ရှေ့တန်းမသွားခင်တန်ဃာတော်တွေကိုဝါစုသင်္ကန်းထူထားမယ်လို့ဆိုပြီးတော့အဲ့ဒီဓမ္မစစ်သူကြီးကအကြံဖြစ်တဲ့ပိဋကကြီးအဲ့ဒီလိုကြံဖြစ်တဲ့ပိဋကကြီးကအဲ့ဒီလိုကြံဖြစ်တဲ့အမစစ်သူကြီးကမင်းတို့တွေနည်းနည်းပြန်ကြရင်ငါ့အိမ်မှာဝါစုသင်္ကန်းအလူခံတော်မူပါဆိုပြီးတော့ဆရာတော်တွေတော့ပင်းဆိုပြီးတော့ဆရာသမားတွေထိုင်သူတပည့်အောက်တဲ့တာရီရင်းပြီးတော့သွားပင်းဆရာတော်တန်ဃာတော်ရှင်ကြီးများတို့ဘုရားနာနဲ့ဘုသောအလင်းရောက်နေအမတ်စစ်သူကိုကြွပြီးတော့ဝါစုသင်္ကန်းအလူခံတော်မူပါဗျာလို့ရှောက်တော့အဲ့ဒီမှာတန်ဃာတော်တွေကလက်ခံလိုက်တယ်အဲ့ဒီလိုဝါစုသင်္ကန်းအလူခံကိုစောင့်နေတဲ့အမတ်စစ်သူကြီးကတန်ဃာတော်ကိုကြွလာတဲ့မြေတော့ဝမ်းပါတကဖြစ်ပြီးတော့ဆရာတော်တန်ဃာတော်ရှင်သူမြတ်တို့ဗျာအိမ်ပေါ်သို့ကြွပါအိမ်ပေါ်သို့ရောက်တဲ့အမတ်စစ်သူကြီးသည်ယုံသေးစွာဖြင့်ဆွမ်းခဲပြီးကလိုက်တယ်။နောက်ဝါစုသင်္ကန်းကိုထားလိုက်တယ်။ဒီနေရာမှာချက်ပြတ်ပြောမယ်ဆိုပြီးသားတယ်။ဘုန်းကြီးတို့မြတ်စွာဘုရားတာနာတော်မှာဝါစုသင်္ကန်းကိုအစောတုတ္တနာအဲ့ဒီအမတ်စစ်သူကြီးပဲပိဋကကြီးမှတ်မိပါစေ။ကဲပိဋကကြီးပြောလိုက်ပါဦးဘုန်းကြီးတို့တာနာမှာဝါစုသင်္ကန်းအစောတုတ္တနာဘယ်သူလဲတော့မတ်စစ်သူကြီးပါဗျာ။အဲ့တော့ဘုန်းကြီးနာမည်တက်ပြီးတော့ဝါစုသင်္ကန်းကစအမတ်စစ်သူကြီးကလို့မှတ်လိုက်ဖို့ပြီးတယ်ပြောဖို့ပြီးတယ်ဝါစုသင်္ကန်းကစမတ်စစ်သူကြီးရပါဗျာဘုန်းကြီးတို့သာသနာမှာဝါစုသင်္ကန်းအစောတုလူထမ်းတယ်အဲ့ဒီအမတ်စစ်သူကြီးပဲပြီးတယ်အဲ့ဒီအမတ်စစ်သူကြီးဝါစုသင်္ကန်းလူထမ်းတဲ့ဆိုဒီနေ့တည်းသာသနာတော်2500ကျော်သွားပြီကဲဗုဒ္ဓဘာသာတွေဝါရုကာလရောက်တာဝါစုသင်္ကန်းကတ်တယ်မပြည့်သေးပါဘူးဗျာ
အဲဒီလိုဝါဇုသင်္ကန်းလူအဲဒီလိုချင်းဝါဇုလူတန်းနဲ့အမတ်စစ်သူကြီးလို့သိသွားပြီးတော့ဘုန်းကြီးတို့မြတ်စွာဘုရားကဝါဇုသင်္ကန်းလူတန်းကြောင့်ဟောကြားပါတယ်ဝါဇုသင်္ကန်းလူတန်းတဲ့ပုဂ္ဂိုလ်တည်းတဲ့အပေလေးပါးကဖိတ်တယ်ပိဋကကျွတ်တူကမာရီဒီတိုင်းငှက်တွေခွေးတွေကြက်တွေဝေးတွေဖဲတွေအဲ့ဒီဘုံဘွားတွေလည်းမရောက်ဘူးတဲ့အနေစင်းရဲ့ဝင်းစင်းရဲ့ပိဋကဘုံလည်းမရောက်ဘူးတဲ့ပိဋကကြီးဘာကပိဋကဘာပိတ်ပါရဲ့ဗျာဘာတွေလူတို့ပိဋကလို့ဘာတို့တင်လားကလို့ပါဗျာဟောသူကဆက်ပြန်အကြကြီးပါလူကြီးလေးနဲ့ဖြတ်တယ်လို့ပိဋကကြီးပိဋကကြီးဘာလူတို့ပိဋကပိဋကလို့ဘာတို့တင်လားကလို့ပါဗျာဝါဝင်တော့မယ်ဒါကြောင့်မို့တတိလေးပြီးတယ်အဲ့တော့ဖြင့်မိသားစုတွေကဘုရားမှုရှိတဲ့တန်ခါတော်တွေကိုဝါစုသင်္ကန်းတူတန်းတဲ့အတွက်ဘဝအာမခံရှိသွားတယ်ဒီမိသားစုဘယ်တော့မှအပေမရောက်တော့ဘူးတဲ့ဝါစုသင်္ကန်းတူတန်းတာအပေကပြည့်တဲ့သူကပိဋကကြောက်အောင်ဖိတော့ဝါစုသင်္ကန်းတူတန်းတာအပေကပိတ်ပါရဲ့ဗျာတပည့်တော်တို့ဘုရားဝါဇုသင်္ကန်းလူတဲ့အတွက်မြတ်စွာဘုရားဟောသူအပေကပြည့်တဲ့ကုသိုလ်လူကြီးပါလားဘဝအာမခံရရှိတဲ့ကုသိုလ်လူကြီးကိုတပည့်တော်တို့မိသားစုကလူတန်းလိုက်ရပါမလားဆိုပြီးတော့ကုသိုလ်ရှင်မိသားစုဝမ်းမြောက်ဝမ်းသာဖြစ်နေမှာစိတ်ရှင်နာရတဘာဝဖြစ်နေမှာပီတိသောမနတို့လည်းဖြစ်နေမှာအဲဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့တပည့်တော်တို့မိသားစုဖျားဝါဇုသင်္ကန်းလူတန်းတဲ့အတွက်နိဗ္ဗာန်ကိုတူတူနဲ့ရရောက်နိုင်ပါစေသောဒီပဋ္ဌာနာအောင်စုတောင်းလိုက်ကြရကုန်